ဆရာပြီးခဲ့တဲ့အခါတော့ဆရာကြီးဦးစိုးမြင့်ရဲ့ဒုတိယမြောက်ဆရာဖြစ်တဲ့ဆရာတော်ဦးကုန်းဒလဟာဒီဘန်ဒူပင်နာကိုဘယ်သူမှသင်ပေးဘူးရှိုးရထားတယ်။နောက်ပိုင်းကျမှသူတပြေးနဲ့ရဟန်းတာမဏေနေနောက်တော့လူပုဂ္ဂိုလ်ဆိုပြီးတော့အစဉ်စဉ်ဒီလိုလမ်းပွင့်လာရဲဆိုတဲ့ကျွန်တော်ပြောပြရလေ။ဒီအတတ်ပညာကိုရှေးအစဉ်ဆက်ကသူကရှိုးဝက်လာတာဆရာကြီးကလေဆရာကြီးဦးစိုးမြင့်ဘာပြောလဲဆိုတော့သူတို့လက်ထက်တုန်းကတိုင်းတင်တဲ့အခါမှာတဲ့ဒီဘန်ဒူပညာဆိုတာတီးခြားတက္ကနာအနေနဲ့သင်တဲ့ဆရာရှားတယ်ဘန်ဒူပညာကိုဘယ်လိုလုပ်လဲဆိုတိုင်းတင်နေနဲ့ဂျားထဲမှာတနည်းနည်းလောက်ပြလိုက်ပြီးတော့ဖျောက်ပလိုက်တာတဲ့အဲ့ဒီတော့ဘန်ဒူပညာကိုသူကတီးခြားကိုကြက်ကြက်နက်နက်မတက်ဘူးအတူအဆတွေဖြစ်ကုန်တယ်ကွန်ဘတ်တွေဖြစ်သွားတယ်ပေါ့ကွန်ဘတ်ပုံစံဖြစ်နေတာအမှန်တော့သူကပညာရှင်ရှိနေတယ်မြန်မာနန်းတွေမှာတီးခြား line တစ် line ထားတာဆရာကြီးဦးစိုးမြင့်ကဘန်ဒူပညာဆိုတာတဲ့မြန်မာနန်းတွေမှာတီးခြား line တစ်ခုအနေနဲ့ရှိတယ်သူကရာစုပေါင်းများစွာရှို့ဝက်ထားတာ secret band လို့ခေါ်တယ်ရှို့ဝက် band ပေါ့ဆရာကြီးရဲ့သင်တန်းကျောင်းနာမည်လည်းအဲ့ဒီတိုင်းရှို့ဝက် band လို့အထူးသင်တန်းကျောင်းဆိုပြီးဆရာကြီးရေးထား secret band institute ဆိုပြီးတော့လေအဲ့လိုရေးထားတာအမေရိကန်နဲ့အဲ့ဒီ sign board နေရာဒီမှာအဲ့ sign board လေးတွေ့သွားရင်လည်းအမှန်ဖြင့်ဒီစိတ်ကန်းသာလာနဲ့ဝင်လာတော့အဲ့ဆရာကြီး sign board ကိုတွေ့သွားတော့မှအဲ့ဒီမှာ contact ဖြစ်သွားတာပေါ့ဒါအရှိပိုင်းမှာဆရာပြောခဲ့ပြီအဲ့တော့ရှေးတုန်းကအစင်လာရသူကရာစုပေါင်းများစွာမြန်မာနိုင်ငံတွေမှာရှုဝတ်တာအပြင်ဝင်ထုတ်မပေးဘူးအဲ့ဒီဥပမာကိုနားလည်ဖို့ဆိုဆရာဥပမာလေးတစ်ခုပြဆရာတို့ဒီမြတ်စွာဘုရားပြိဋိဘံစံပြီး3လကြာမှာဆရာတို့သာသနာအန်ရည်ရှိလို့ဆိုပြီး3လကြာမှာဟလာဆရာပထမသင်္ကာယနာတင်တယ်နောက်နှစ်ပေါင်း100ကျတော့ဝိနည်းပညာ10ချက်ပေါ့မြတ်စွာဘုရားမဟောတဲ့ဟာတွေကိုသူတို့10ချက်ကိုအမှားရင်ဟောလာအဲ့10ချက်ဆိုတော့ဆရာတော်တွေကဒီ10ချက်ကအာဓမဝါဒဆိုပြီးတော့ဒုတိယသင်္ကာယနာတင်တယ်ပေါ့နောက်အစဉ်စဉ်တင်တယ်နောက်တီကိုပဲရောက်သွားတယ်နောက်ဆုံးစတုဒ္ဓသင်္ကာယနာတင်အဲ့တင်တဲ့အချိန်မှာကျတော့ဆရာတော်တွေကမင်းရဲ့အထောက်ပံ့မရအောင်မင်းကတခြားထေရဝါဒနဲ့ခွဲထွက်သွားတဲ့ဂိုင်းတစ်ခုအဲ့မှာဂိုင်းဘယ်လောက်ထိကွဲသွားလဲဆိုဂိုင်းပေါင်း18ဂိုင်းဖြစ်သွားတယ်ထေရဝါဒဂိုင်းပါဝင်ထေရဝါဒနေပဲခွဲထွက်သွားတာနော်ပထမဒုတိယသင်္ကာယနာတင်တဲ့အချိန်မှာဂိုင်းတစ်ဂိုင်းခွဲထွက်သေးတယ်အဲ့ခွဲထွက်ကနေပြီးအဲ့ဂိုင်းကနေမှနောက်ထပ်5ဂိုင်းခွဲထွက်တော့အဲ့ဒီဂိုင်းက6ဂိုင်းပဲရှိသေးတယ်အဲ့တော့အဲ့ဒီကနေမှတစ်စင်းနောက်အစင်းစင်းသွားရင်းနဲ့တီဟိုရောက်တဲ့အခါမှာဂိုင်းပေါင်း18ဂိုင်းခွဲထွက်သွားတော့မင်းအားပေးတဲ့ဂိုင်းကထေရဝါဒခွဲထွက်သွားတယ်သူတို့ဝါဒအမှားဖြစ်နေမြတ်စွာဘုရားရဲ့တရားဒီဝါဒကိုပဲမူတည်ပြီးသူကကျမ်းနေထပ်ပြုစုတာအဲ့တော့မူရင်းရှိမှမိတူပွားလို့ရလေဒီကအခြေကြတော့မြတ်စွာဘုရားတပိညုတဉာဏ်နဲ့ဟောထားတော့ဒါကိုမပြုတ်ပြင်ငကိုတိုင်းပဲတင်တော့လူတွေကငကိုတိုင်းရှိတဲ့ຢာကိုစိတ်မစောအတိတ်တွေစိတ်မစောသူတို့ကကျမ်းအတိတ်တွေပြုစုတာဒါကိုမှီပြီးဒီတည်းကပုံဝိထုတွေအဲ့ထဲမှာအများကြီးအကြောင်းတွေပါတယ်အဲ့အနေမှာတပြေးနဲ့သူတို့တွေအများကြီးဖြစ်သွားတာပေါ့အဲ့ဒီတုန်းကဆိုရင်ဒီဆရာတော်တွေကဇနပုတ်တစ်ခုကအဲ့ကဒီနေစားခေါ်လာရွာတကြီးခေါ်လာမသိသူရဲ့အထောက်ပံ့နဲ့အဲ့လှိုင်ကူမှာပေတဲ့အခင်ဟာတင်ပြီးတော့သူတို့စတုဒ္ဓသင်္ကာယနာကိုတင်ခဲ့ရတာမင်းအထောက်ပံ့မရှိဘူးအဲ့တော့ဆိုဒီတန်ခါအဲ့ဒီမဟာဝိဟာရကျောင်းဆိုရရှိတယ်စတုဒ္ဓသင်္ကာယနာတင်တဲ့အချိန်မှာအဲ့ဒါထေရဝါဒဂိုင်းက3000ပဲရှိတယ်ဟိုဘက်သူကနေခွဲထွက်သွားတယ်မင်းအထောက်ပံ့ရတဲ့ကျောင်းကကြတော့9000တောင်ရှိတယ်အဲ့တော့ဒီလိုဂိုင်းတွေခွဲထွက်သွားတဲ့ဗုဒ္ဓသာသနာကိုညှိုးနှံသွားစေတဲ့ဆိုတာကဘာကြောင့်လဲဆိုတော့ဒီမူရင်းဟာနေသူကထပ်ပြီးတော့ခွဲပြီးတော့ချဲ့နိုင်တာလူတွေစိတ်ဝင်စားအောင်သူတို့လုပ်ပလိုက်တာပေါ့ဒီဖျားဟောဥစ္စာတွေအယူဆတွေသူကလမ်းလွဲရအောင်သူတွတ်သွင်းတာနောက်ဆုံးသူကမေထုံမှုပြုရင်တော့ရတယ်ဆိုတဲ့ဝါဒတွေပါအဲ့ထဲမှာဝင်လာတာမြတ်စွာဘုရားဒါကိုလုံးဝပယ်ထားတာလေအဲ့တော့ဒီမူရင်းမြတ်စွာဘုရားလည်းမဟောတာလဲသူသာသနာကိုဖျက်ဆီးနိုင်မဲ့သူဟာဒီသာသနာတော်တွင်ကသူတပည့်တွေကပဲဖြစ်နိုင်မယ်တဲ့။ဘာလို့လဲဆိုတော့တခြားအယူဝါဒတွေဒီလောက်ဒီတပိညုတဉာဏ်နဲ့ဟောတဲ့တရားတော်မဟုတ်တဲ့အတွက်ဒီလောက်ကြီးကျယ်သူတို့မလုံနိုင်မဖြတ်နိုင်ဘူးမြတ်စွာဘုရားသာသနာကိုဒီတည်းကပုံကိုယ်တွေကြတော့ဒီအောင်သင်ကြားထားတဲ့အတွက်မြတ်စွာဘုရားရဲ့ဝါဒကိုသူတို့နားလည်သွားတယ်တည်သွားတဲ့အခါမှာသူတို့ရဲ့အယူဆပါသူတို့အယူဆဆိုတော့သူတို့စိတ်ထဲမှာကိလေသာတွေရှိနေတယ်ဝိနည်းစည်းကမ်းချက်တွေသူမလိုက်နာခြင်းဘူးဖောက်ဖျက်ခြင်းနဲ့မလိုက်နိုင်ခြင်းဘူးအဲ့ဒီအခါကျတော့သူတို့ကသူတို့ရဲ့ဝါဒတွေလူကြိုက်များအောင်ပေါ့လူတွေကလည်းဒီဟာစောင့်တရားနဲ့ခက်ခဲလေခက်ခဲတဲ့အရာကြီးဟိုသူတို့လက်လာပါပေါ်များဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီဝါဒကိုမှီပြီးသူတို့ကအဲ့လိုချဲ့ထွင်ပြီးတော့သူတို့ရဲ့အယူဝါဒအနေနဲ့တွတ်သွင်းလိုက်တာပေါ့အဲ့တော့ဒီဝါဒကအားနေသွားတာပေါ့
အခုအဲ့ဒီပုံစံမျိုးပဲအခုအဲ့ဒီတော့မြန်မာနန်းတွေမှာဒီဘန်ဒိုပညာကိုလျှို့ဝှက်ထားတာလုံးဝအပြင်ထုံးပြီအကယ်အပြင်ကလူတွေကဒီပညာကိုသိသွားပြီဆိုရင်အခက်ကြုံသွားပြီလေဒီမှာအဲ့ဒါကြောင့်မလို့သူကဒီဥစ္စာကိုနှစ်ပေါင်းများစွာရာစုပေါင်းများစွာကိုရှုပ်ဝက်ထိန်းထားလို့ဆိုတော့ secret band လို့ခေါ်တာဒီအကြောင်းတတမောင်ကြီးတို့ရေးတဲ့စာအုပ်တွေထဲမှာလည်းဒီဘန်ဒိုပညာဆိုတာမြန်မာဒီဟာနန်းတွေမှာရှုပ်ဝက်ထားတာလုံးဝမပေးဘူးဆိုတဲ့အကြောင်းဒီအကြောင်းလည်းပါပါတယ်ဒီကလည်းဆရာကြီးဦးစိုးမြင့်ပြောတဲ့ဟာနဲ့သူကလည်းတွားပြောကြိုက်တယ်နော်ဒါဘာကြောင့်ဒီဘန်ဒိုပညာကိုရှေ့တော့ရှုပ်ဝက်ဘန်ဒိုလို့ခေါ်ရဲဆိုတဲ့အကြောင်းလေးကိုဆရာပြန်ပြီးတော့မျှဝေပြတာနော်